တခါတော့ကတိုင်းပြည်တစ်ပြည်မှာတနာကြီးတဲ့မိဖုရားတစ်ပါးရှိတဲ့သူဟာတနာဘလောက်ထိကြီးတယ်လဲဆိုဘရင်တက်သား64ယောက်နဲ့ဖောက်ပြန်ပါတဲ့ဘရင်ကြီးဟာတိုင်းပြည်ရဲ့နေဆက်မြို့လေးမှာသူကိုးတားပြတောင်းကျမ်းနေလို့သူကိုယ်တိုင်နေနေရန်အတွက်တက်သား64ယောက်နဲ့မသွားခင်မိဖုရားကြီးကဒီလိုမှပါတယ်ဒါကိုဘရင်ကြီးကမိဖုရားကြီးတောင်းဆိုတဲ့စကားကိုလက်ခံလိုက်ပြီးနန်းတော်ကနေထွက်လာခဲ့ပါတယ်လမ်းတမိုင်ရောက်မှာတက်သားတစ်ယောက်ဆေလွတ်လိုက်ပြီးဘရင်ကြီးကျမ်းမာကြောင်းသတင်းပို့စီပါတယ်တသားကလည်းနန်းတော်သို့ရောက်ပြီးမိဖုရားကြီးထံချင်းကပ်ခါဘရင်ကြီးကျမ်းမာကြောင်းသတင်းပို့ပါတယ်ဒါကိုမိဖုရားကြီးကသတင်းပို့တဲ့တသားကိုအမိန့်ပေးကတသားနဲ့ကမဆက်ဆံကပြန်လွတ်စေပါတယ်ဒီလိုနဲ့မိဖုရားကြီးဟာဆေလွတ်တဲ့တသားသွား32မိုင်အပြန်32မိုင်စုစုပေါင်း64ယောက်ဖြင့်ဖောက်ပြန်ခဲ့ပါတယ်ဒါကိုဘရင်ကြီးကသိတော့အမျက်တော်ရှက်ကတသား64ယောက်နဲ့မိဖုရားကိုတပ်ဖို့အမိန့်ပေးပါတော့တယ်ဒါကိုဘရင်ဆရာကသိတော့ဘရင်ဟာအတင်မင်းကြီးစိတ်လျှော့ပါမိဖုရားကြီးမှာလည်းပြစ်မရှိတသားတွေလည်းခွင့်လွှတ်လိုက်ပါမိမတို့မိတီတနာရမတ်ကြီးကြောင့်ပြောပြကဆုံးမပါတော့တဲ့ဒါကိုသိတဲ့ဘရင်ကြီးကအားလုံးကိုခွင့်လွှတ်ကတရားရပြီးရသေးတူးညက်သွားပါတော့တယ်မိတ်ဆွေတို့လည်းဘရင်ကြီးလိုခွင့်လွှတ်ပြီးခံစိတ်ထားပြီးတရားပါတူညနာများကိုနာယူပြီးကိလေသာကင်းတဲ့နိဗ္ဗာန်ရောက်တဲ့တရားများအားထုတ်ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အောင်ထေးဝေပဲဖြစ်ပါတယ်